ချိန်ချိန်မှာခွဲရမှာပဲဒီသင်္ခါရတရားကိုတွေးမိတယ်ဒါပေမဲ့လည်းစိတ်ရဲ့ဆန္ဒရင်ငါဆရာဆိုလုံးဝမတွေ့ချင်ဘူးကွာဟိုချစ်ကွယ်လို့ဆိုမှုများတေချာစဉ်းစားမိရဲ့ဟိုစဉ်ငါတည်းရဲ့ရိတ်တွေလဲစိတ်ထဲရောက်ရှိလိုက်စားထိုးပြီး